ဒီနေ့ကဖေဖော်ဝါရီလထဲမှာမိုးရွာတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ကျွန်တော်ရှောက်နေကြလမ်းလေးမှာပေါ့နော်မြေသိန်းရံလေးတွေမှုေးနေရပဲပြီးတော့ဒီမှာတပြေဘူဒပန်းလေးတွေခါတိုင်းနဲ့ပုတ်ပြီးတော့လမ်းနေတယ်လှလဲတော်တော်လှတယ်ဗျဒီနေ့ကအနံ့လေးတောင်တင်းတင်းလေးရတယ်လို့ခံစားရတယ်ဒီလမ်းထဲမှာလေထူးဆန်းတာပန်းပေါင်းစုံရှိရဗျပြီးတော့ local တွေများတယ်ပေါ့နော်နိုင်ငံခြားသားတယောက်မှကျွန်တော်မတွေ့ခဲ့ဘူးပြီးတော့ဒီပန်းတွေပေါ့နော်ခြံစည်းရိုးလှုပ်ထားတာတော်တော်မွေးတယ်တလန်းလုံးကိုတော်တော်မွေးတယ်လမ်းထဲမှာရောလမ်းအပြင်ကားလမ်းမှာရောတွေ့ရတာတော့ဟောဒီတပြေဘူဒပန်းတွေပဲဒီကလေးကခါတိုင်းနဲ့ပို့ပြီးတော့လှနေရဗျအပင်ပေါ်မှာရောအောက်မှာလည်းတော်တော်များများကြွေတာနေရဆရာတော့မရှိဘူးဒီနေ့ကိုကျွန်တော်ကဖေဖော်ဝါရီမှာမိုးရွာတဲ့နေ့တစ်နေ့အဖြစ်အမှတ်တရရိုက်ထားတာဖြစ်ပါတယ်ဒါကတော့ကြွေတဲ့ပန်းလေးတွေဖြစ်ပါတယ်